ဝက်ဖြစ်ပြန်လဲမွေးဖွားလာပြီးနောက်ကျွန်တော်ပထမဆုံးလုပ်ခဲ့တာကဝက်စာ250ကျင်းကိုအယူအမှုစားသုံးခဲ့တာပါပြီးတော့ကိုဝက်ချန်ထဲမှာအဝဆုံးဝက်ဖြစ်အောင်လုပ်ခဲ့တယ်အနာကဝက်ကလေးတွေကတော့ကျွန်တော်အယူဖြစ်သွားပြီလို့ထင်ကြတယ်ဝက်တကောင်အစီပိုတက်လာလေးအသက်ခံရဖို့ပိုးလွယ်လာတယ်ဆိုတာသိထားရမယ်ဒါအပြင်မျိုးပွားဖို့အတွက်လည်းပို့ဆောင်ခံရနိုင်ပြီးအဲ့ဒီဘဝကတေတာထက်တောင်ပိုဆိုးတယ်ဒါပေမဲ့သူတို့မသိတာကကျွန်တော်စားသုံးပြီးစင်ကဲပြောင်းလဲနိုင်တဲ့စနစ်ကိုနိုးထလာခဲ့တာပါအစားအစာစားသုံးရုံနဲ့အဆက်မပြတ်ပုံမအားကောင်းလာနိုင်တဲ့ဝက်စာစားရင်တိုးတက်မှုနေပေမဲ့လုံခြုံမှုရှိပါတယ်စနစ်ရဲ့အချက်လက်ရအိမ်မွေးဝက်တကောင်ကအများဆုံး1000ကျင်းအထိကြီးနိုင်တယ်အဲ့ဒီအကန့်အသတ်ရောက်ပြီးဆက်လက်4ချိန်တိုးလာရင်နောက်မျိုးစိတ်အဖြစ်ပြောင်းလဲနိုင်တယ်မူလကတော့1000ကျင်းအထိအေးအေးဆေးဆေးကြီးထွားပြီးစင်ကဲပြောင်းလဲနိုင်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲလူသား2ယောက်ပေါ်လာမှုကကျွန်တော်စီစဉ်ကိုဖျက်ဆီးလိုက်တယ်ရှောင်းဟိုင်းဖေးရှောင်းဟိုင်းကိုမတက်ပါနဲ့နော်သူကအရန်လိမ်မာပါတယ်တကယ်ကိုလိမ်မာပါတယ်သမီးရေနေ့လေကဝက်သားဟင်းမစားကောင်းဘူးလားစားကောင်းပါတယ်စိတ်မပူနဲ့မတက်ပါဘူးအသားစေးကွက်ဘက်ကိုကြိုတင်မှာထားပြီးသားနှစ်တစ်ကူနီးရင်သူ့ကိုရောင်းလိုက်မယ်သူတို့2ယောက်စကားကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်ပါစက်ထဲကဝက်စာတောင်အရသာမရှိတော့ဘူးကံကောင်းတာကနှစ်တစ်ကူအချိန်ထိအချိန်ကျန်သေးတယ်အဲ့ဒီမတိုင်ခင်စင်ကဲပြောင်းလဲနိုင်ရင်ဒီဝက်ချန်ကနေထွက်ပြေးနိုင်မှာပါအဲ့ဒီ2လအတွင်းကျွန်တော်အစားစားနှုန်းကိုအယူအမှုမြင့်တင်ခဲ့တယ်ခရမ်းရောင်အာလူဖြစ်အကုန်ပါစက်ထဲထည့်စားခဲ့တယ်ဒါပေမဲ့ရလက်ကတော့မျောလင့်တယ်လို့မကောင်းခဲ့ဘူးကို4ချိန်400ကျင်းကိုခံအားငါအားအင်တစ်ဆက်အကြောင်းရင်းကတော့အမြဲတမ်းစွန့်ရင်နေတဲ့အစားအစာတွေပဲစားခဲ့လို့ပါဒါကြောင့်ကျွန်တော်ရဲ့အရေးချင်းတွေတိုးတက်မှုမသိတာခဲ့ဘူးတခြားအိမ်မွေးဝက်တွေနဲ့နှိုင်းရင်တော့ကျွန်တော်ကဝက်ကြီးတစ်ကောင်ဖြစ်နေပြီဒါပေမဲ့လူသားတွေနဲ့တိုက်ခိုက်ဖို့ဆိုရင်တော့လုံးဝမလုံလောက်သေးဘူးတစ်ချိန်တည်းမှာပဲကိုခန္ဓာနဲ့အားအင်တိုးလာတာနဲ့အမျှမျက်စိနဲ့နားကြားစွန့်ရင်လည်းအများကြီးတိုးတက်လာခဲ့တယ်အခုဆိုအိမ်ထဲက TV အတန်တောင်ကြားနိုင်နေပြီးယနေ့သတင်းအရာမကြသေးခင်ကကမ္ဘာအပူချိန်မြင့်တက်လာနေပါတယ်အန်တာတီကရေခဲပြင်များအရေးပြောလာပြီးပင်လယ်ရေမျက်နှာပြင်ဆက်လက်မြင့်တက်နေပါတယ်နိုင်ငံတကာနိုင်ငံရဲ့ရေတက်ကအန်တာတီကရေခဲအောက်မှာထူးဆန်းတဲ့တက်ရှိကိုတွေ့ရှိခဲ့ပါတယ်တက္ကသိုလ်ပညာရှိတဲ့ဝက်တကောင်အနေနဲ့ဒီသတင်းရဲ့အရေးကြီးမှုကိုကျွန်တော်ကောင်းကောင်းနားလည်တဲ့နောက်ရက်တွေမှာသတင်းတွေကတစ်ခုပြီးတစ်ခုပိုကြီးမားလာတဲ့နိုင်ငံအများပြားကစစ်အင်အားတိုးချဲ့ဖို့ကြေညာခဲ့တဲ့အစိုးရကပြည်သူတွေကိုအရေးပေါ်ပစ္စည်းတွေစုဆောင်းထားဖို့အကြံပြုခဲ့တဲ့အနာဂတ်ခြေအနေကမတိကျမှုတွေနဲ့ပြည့်နေတယ်ဒါကမမြင်ရတဲ့အနည်းတစ်ခုကျွန်းတော့အပေါ်လွှမ်းမိုးလာတယ်လို့ခံစားရစေတယ်အဲ့ဒီလိုစဉ်းစားနေတော့အားကြီးတဲ့လူတစ်ယောက်ကလူအချို့နဲ့အတူကျွန်တော်ရှိကိုထက်ရောက်လာတယ်ညီတို့ရေကူးကြပါဦးငါဝက်ကိုကားပေါ်တင်ပြီးရင်အားလုံးကိုထမင်းလိုက်ကျွေးမယ်လူအများဝိုင်းဖမ်းတာကိုရင်ဆိုင်ရင်ကျွန်တော်အားကုန်ရုန်းကန်ခဲ့ပေမဲ့နောက်ဆုံးမှာအမီးကိုဆွဲပြီးဝက်ချန်ထဲကနေဆွဲထုတ်ခံလိုက်ရတယ်ရှေ့မှာရှိတဲ့တန်လောင်အိမ်ပါတဲ့ကားကြီးကိုမြင်လိုက်ရတော့ကျွန်တော်စိတ်အေးခဲသွားတယ်ဒီလိုတန်လောင်အိမ်ပါတဲ့ကားမျိုးကကျွန်တော်ရဲ့မျှော်လင့်ချက်အားလုံးကိုတစစီဖျက်ဆီးလိုက်တယ်လို့ပါပဲဒါပေမဲ့ကားပေါ်ကိုတင်ခံရတဲ့အချိန်မှာသူတို့ကတန်လောင်အိမ်ကိုတော့ခတ်မထားတာကိုသတိထားမိခဲ့တဲ့တန်ချောင်းတစ်ချောင်းနဲ့ပဲပိတ်ထားခဲ့တာဒါဟာကျွန်တော်အတွက်လွတ်မြောက်ဖို့နောက်ဆုံးမျှော်လင့်ချက်ပါပဲလူသားတွေမသိအောင်ရှောင်ရှားဖို့အတွက်ကားကြီးအဝေးပြေးလမ်းမပေါ်ရောက်သွားတဲ့အထိစောင့်ခဲ့တယ်ပြီးမှရှာနဲ့တန်ချောင်းကိုတဖြည်းဖြည်းတွန်းခဲ့တယ်နောက်ဆုံးတော့တင့်တော်တဲ့နေရာကိုရှာတွေ့ခဲ့တယ်အဲ့ဒီနေရာကတော့တောင်တန်းတွေဆက်တိုက်ရှိနေတဲ့တောအုပ်ကြီးတစ်ခုပါမျက်စိတစ်စုံတစ်ပင်တွေပဲမြင်ရတယ်ဒီရှေးဟောင်းတောကြီးတဲ့ကိုသာဝင်ပြေးနိုင်ရင်လူရကြီးဝင်လာရှာတော့ကျွန်တော်ကိုပြန်ဖမ်းနိုင်မှာမဟုတ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်လည်းမဆိုင်မတွဆုံးဖြတ်လိုက်တဲ့ရှာကိုထုတ်ပြီးတန်ချောင်းကိုတွန်းဖွင့်လိုက်တယ်ပြီးတော့နောက်ခြေထောက်နှစ်ဖက်ကိုအားကုန်အသုံးပြုပြီးအချိန်ပြင်းပြင်းမောင်းနေတဲ့ကားပေါ်ကနေခုန်ချလိုက်တယ်ကားပေါ်ကခုန်ချပြီးမြေပြင်ကိုကျသွားတဲ့အချိန်မှာကျွန်တော်ကလမ်းဘေးတန်တန်းကိုတိုက်မိပြီးကွေးသွားအောင်လုပ်မိခဲ့တယ်။အဲ့ဒီနောက်တောင်ဆောင်အတိုင်းလှိမ့်ကျသွားပြီးမြစ်ထဲကိုပြုတ်ကျသွားခဲ့တယ်။ကံကောင်းတာကကျွန်တော်ရဲ့အင်အားနဲ့ကိုခံအားကအရင်လိုမနေတော့ဘူး။ဒါကြောင့်နောက်ခြေထောက်နည်းနည်းဒဏ်ရာရရုံပဲဖြစ်ခဲ့တယ်။ဒါပေမဲ့လူတွေတွေ့သွားမှာကိုစိုးရိမ်လို့တစ်စက္ကန့်တောင်မနှောင့်နေပဲမြစ်ထဲကနေတက်လာပြီးရှေ့ကတော့အုပ်ထဲကိုအမြန်ပြေးဝင်ခဲ့တယ်။အစကတော့လုံခြုံတဲ့နေရာတစ်ခုရှာပြီးဒဏ်ရာကိုအရင်ကုမယ်လို့စဉ်းစားထားတာပါ။ဒါပေမဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာရှိတဲ့အညိုမဲရောင်အပင်တစ်ပင်ကကျွန်တော်အာယုံကိုဖန်ဆားလိုက်တယ်။အဲ့ဒီအပင်ကကြည့်ရတာတိတ်မလားပေမဲ့အစိမ်းရောင်ရွက်တွေနဲ့ထူတဲ့အမြင့်တွေရှိနေတယ်။ဒါကဟော်ရှိုးဘူးမဟုတ်လား။နောက်ခြေထောက်ဒဏ်ရာရနေတဲ့အချိန်ဒီဆေးဖက်ဝင်အပင်ကိုစားလိုက်ရင်ဒဏ်ရာမြန်မြန်တက်တာသွားနိုင်တယ်။အဲ့ဒီအပင်ကိုစားဖို့ပါစက်ဖွင့်လိုက်တဲ့အချိန်မှာပဲတစ်ပင်နောက်ကနေအရှိမီတာဝက်လောက်ရှိတဲ့ကင်းကျင်များကြီးတစ်ကောင်ရုတ်တရက်ထွက်လာခဲ့တယ်။သူ့ရဲ့အနက်နဲ့အနီရောင်ရောဆက်ထားတဲ့ကိုခန္ဓာကြီးကကျွန်တော်စီကိုအချိန်ပြင်းပြင်းနဲ့တိုးလာနေတယ်။အခုကျွန်တော်ပေါင်900နီးပါးရှိနေပြီဆိုပေမဲ့အကိုက်ခံရရင်တော့တက်တာမှမဟုတ်ဘူး။ဒါကြောင့်သတိထားပြီးဖြည်းဖြည်းချင်းနီးကပ်သွားခဲ့တယ်။အကွာဝေးတင်တော်တဲ့အချိန်ရောက်တော့ရုတ်တရက်ခုန်တက်ပြီးကို4ချိန်ပြည့်နဲ့ဘေးတိုက်ဖိချလိုက်ရာကင်းကျင်များကြီးဟာတဆစီကြေးမွသွားခဲ့တယ်။မြေပြင်ပေါ်ကအသားစားတွေကိုကြည့်ပြီးခဏတော့တုတ်ဆုပ်သွားတယ်။ဒါပေမဲ့ဒီလောက်ကြီးတဲ့ကင်းကျင်များဆိုတာရှားပါတဲ့အစာပဲ။စားလိုက်ရင်အင်အားများကြီးတိုးလာနိုင်မယ်။ဒီလိုတွေးပြီးကျွန်တော်ပါစက်ကျဲကြီးဖွင့်ကကင်းကျင်များကြီးတစ်ကောင်လုံးကိုတခါတည်းမျိုးချလိုက်တယ်။အဲ့ဒီအချိန်မှာစနစ်ရဲ့အတန်ထွက်ပေါ်လာခဲ့တယ်။စနစ်မျိုးစိတ်အိမ်မွေးဝက်ကို4ချိန်480ကျင်းကိုခံအား6အားအင်16ပထမဆုံးအချိန်တိရစ္ဆာန်ကိုစားသုံးခဲ့တဲ့ဖြင့်စွမ်းရည်အသစ်စုပ်ယူမျိုးချခြင်းကိုရရှိပါသည်။ဤစွမ်းရည်ဖြင့်အစာကိုဓာတ်ရိုက်စုပ်ယူ၍စားသုံးနိုင်ပြီးစားသုံးလုံးကိုများစွာတိုးမြင့်ပေးမည်။ဒီစွမ်းရည်ကိုရပြီးနောက်မှကျွန်တော်ဟာတာမန်ဝက်မဟုတ်တော့ဘူးဆိုတာကိုပထမဆုံးအချိန်အမှန်တကယ်ခံစားလိုက်ရတယ်။ပြီးတော့ကျွန်တော်စနစ်ကိုအမြန်မေးလိုက်တယ်။စနစ်ရေစင်ကဲပြောင်းလဲတဲ့အချိန်တိုင်းစွမ်းရည်အသစ်တွေထည့်ရအောင်မလား။စနစ်အောက်စီစင်ကဲပြောင်းလဲမှုတစ်ချိန်ပြုလုပ်တိုင်းမော်စွမ်းရည်တစ်ခုရရှိမည်။ဒီစမအချိန်စင်ကဲပြောင်းလဲပြီးပါကနက်ဖျားစွမ်းအား divine power တစ်ခုကိုနိုးထလာမည်။ဒီသတင်းကြားလိုက်ရတော့ကျွန်တော်စိတ်ထဲမှာအယံဝမ်းသာသွားခဲ့တယ်။စုပ်ယူမျိုးချခြင်းစွမ်းရည်ရဲ့အကျိုးသက်ရောက်မှုကိုစမ်းကြည့်ဖို့ကျွန်တော်ချက်ချင်းအနီးမှာရှိတဲ့ဟော်ရှိုးဝူဆေးပင်ကိုပစက်ဖွင့်ပြီးမျက်နှာမူလိုက်တယ်။မယုံနိုင်စရာကောင်းတာကအဲ့ဒီဆေးပင်ဟာကျွန်တော်စီကိုသူ့အလိုလိုပြန်လာပြီးပစက်ထဲတိုက်ရိုက်ဝင်သွားခဲ့တယ်။မျိုးချပြီးတာနဲ့နောက်ခြေထောက်ဒဏ်ရာရှိတဲ့နေရာကနွေးနွေးရရခံစားလာရတယ်။ခဏကြာမှာတော့ဒဏ်ရာကလုံးဝပျောက်ကင်းသွားပြီးမူလအတိုင်းပြန်ကောင်းသွားခဲ့တယ်။ဒါရင်မကသေးဘူး။အားအင်နဲ့ကိုခံအားကလည်း2မှတ်စီထပ်တိုးလာပြီးကျွန်တော်ရဲ့ကို4ချိန်ကလည်း900ကျင်းအထိရောက်သွားခဲ့တယ်။ဒီတော့အုပ်ကြီးကကျွန်တော်အတွက်တကယ်ယတနာမြေပဲလို့တွေးမိလိုက်တယ်။ဒါပေမဲ့ခဏအကြာမှာအရေးကြီးတဲ့အချက်တစ်ခုကိုသတိရလာတယ်။ဒီလောက်ကျယ်တဲ့ရှေးဟောင်းတော့အုပ်ကြီးထဲမှာအသားစားသားရဲတွေအများကြီးရှိနေတာသိချတယ်။အခုလက်ရှိအင်အားနဲ့ဆိုရင်ယုံမြေခွေးလိုတိရစ္ဆာန်ငယ်တွေကိုတော့ရင်ဆိုင်နိုင်တယ်။ဒါပေမဲ့ဝက်ဝံကြားလိုသားရဲကြီးတွေနဲ့တွေ့ရင်တော့အနိုင်ယူနိုင်မှာမဟုတ်သေးဘူး
တစ်ချိန်သာထပ်ပြီးစင်ကဲပြောင်းလဲနိုင်ခဲ့ရင်တော့ဒီတောတွေကဘယ်တိရစ္ဆာန်ကိုမှကြောက်စရာမလိုတော့ဘူးလို့ထင်မိတယ်ဒါကြောင့်အခုချိန်မှာအရေးကြီးဆုံးကမျက်နှာမပြပဲငြိမ်ငြိမ်လေးနေဖို့ပဲမကြခင်မှာပဲလူမသိနိုင်တဲ့ကြောက်ကူလေးတစ်ခုကိုရှာတွေ့ခဲ့တယ်အခုကျွန်တော်ရဲ့အနံ့ခံနိုင်စွမ်းကလည်းအရန်ကောင်းလာပြီခုပတ်ဝန်းကျင်မှာတခြားတိရစ္ဆာန်တွေရဲ့အနံ့ကိုလုံးဝမရဘူးအဝေးပြေးလမ်းမနဲ့နီးနေလို့ဒီနေရာမှာတိရစ္ဆာန်တွေနေတာဖြစ်နိုင်တယ်ဒါကြောင့်စိတ်ချလက်ချကူထဲဝင်ပြီးလှဲအိတ်လိုက်တယ်မကြခင်မှာပဲနှစ်ချိုက်အိတ်ပျော်သွားခဲ့တယ်တစ်ဖက်မှာတော့အလွန်ဝေးကွာတဲ့ပင်လယ်ပြင်ပေါ်မှာမြူထူထက်စွာဖုံးလွှမ်းနေခဲ့တယ်အဲ့ဒီအချိန်မှာတတိယတိုက်ခိုက်ရေးတပ်အုပ်စုကစစ်တင်မော10စင်းကျော်ဟာအချိန်ပြင်းပြင်းနဲ့နောက်ဆုတ်နေခဲ့တယ်သူတို့ရှိကမြူထူကြီးတွင်းမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့တစုံတရာရှိနေတယ်လို့ခန်းစားရတယ်အဓိကစစ်တင်မောရဲ့စစ်စင်ရေးထိန်းချုပ်ခန်းထဲမှာတော့ဖန်သားပြင်ပေါ်မှာတွင်းနီအောင်လင်းတောက်နေတဲ့ထူးဆန်းတဲ့တက်ရှိတစ်ကောင်ပေါ်လာခဲ့တယ်အဲ့ဒီပုံရိပ်ဟာအနီအောက်ရောင်ကြီး secondary infrared scanner နဲ့ radar နှစ်မျိုးစလုံးကတစ်ချိန်နဲ့ဖမ်းယူထားတဲ့အချက်လက်ဖြစ်တယ်စစ်ယူနီဖောင်းဝတ်ထားတဲ့အလဲရွယ်အရာရှိကြီးကမျက်နှာတင်းမာစွာနဲ့ရက်နေခဲ့တယ်အရာရှိဗိုလ်ချုပ်အဲ့ဒါဘာတတဝါလဲဗျာထုတ်လွှတ်နေတဲ့အပူစွမ်းအင်ကမယုံနိုင်တော့အောင်ပြင်းထန်လွန်းတယ်ကျွန်တော်တို့စစ်တင်မောအားလုံးရဲ့အပူစွမ်းအင်ကိုပေါင်းလိုက်ရင်တော့သူ့ရှိမှာပိုးဆုံးကျအလင်းလောက်ပဲရှိတယ်အဲ့ဒီအချိန်မှာတက်မှုချမ်းမုံကတည်ငြိမ်စွာပြောလိုက်တယ်ချမ်းမုံအဲ့ဒါဘာတတဝါလဲဆိုတာငါလည်းမသိဘူးဒါပေမဲ့တစ်ဖက်ရန်သူရဲ့ဆုံးရှုံးမှုကငါတို့ထက်အများကြီးပိုပြင်းထန်မှသိချတယ်ငါအမိန့်ကိုချက်ချင်းထုတ်လိုက်ဒီနေရာကိုအခုကစပြီးအဆင့်အမြင့်ဆုံးစစ်ရေးတားမြင့်နယ်မြေအဖြစ်သတ်မှတ်လိုက်ရက်အနှဲငယ်ကြာပြီးနောက်ဒါလင်ရှိဟောင်းတော့အုပ်ထဲမှာတော့ကျွန်တော်နေစဉ်ဘဝကစားလိုက်အိတ်လိုက်စားလိုက်ပဲဖြစ်နေခဲ့တယ်ကိုယ့်ရဲ့အချက်လက်စာမျက်နှာကိုကြည့်လိုက်တော့ကိုလေးချိန်က600ကျင်းထိရောက်နေပြီဒါပေမဲ့ပတ်ဝန်းကျင်ကအစားအစာတွေကကျွန်တော်ကိုပိုပြီးမတိုးတက်စေတော့ဘူးဒါကြောင့်တောအုပ်ရဲ့ပိုနဲ့တဲ့နေရာကိုဆက်ပြီးဝင်သွားဖို့ဆုံးဖြတ်လိုက်တယ်တောအုပ်တွင်းကိုဆက်လက်သွားနေတော့မြင့်ငယ်လေးတစ်ခုအနားမှာကျွန်တော်ရက်လိုက်တယ်စမ်းတက်ကြည့်ချင်လို့ရေထဲကငါးတစ်ကောင်ကိုမျက်နှာမူပြီးပါးစပ်ဖွင့်လိုက်တယ်မထင်မှတ်ပဲအဲ့ဒီငါးကရေထဲကနေတန်းပြန်ထွက်လာပြီးကျွန်တော်ပါးစပ်ထဲကိုဓာတ်ရိုက်ဝင်သွားခဲ့တယ်စနစ်အားအင်တစ်ခုခံအားတငါးစားတာကအင်အားကိုအများကြီးတိုးစေတယ်ဆိုတာသိသွားတဲ့အခါကျွန်တော်မြေကမ်းပေးမှာပဲလဲနေလိုက်တယ်ငါးတွေအနားကပ်လာတိုင်းပါးစပ်ဖွင့်လိုက်ရုံနဲ့သူတို့အားလုံးကျွန်တော်ပါးစပ်ထဲကိုအလိုလိုပြန်ဝင်လာကြတယ်ငါးတွေကိုစက်တိုက်စားသုံးလာတာနဲ့အမျှကျွန်တော်ရဲ့မူလဖြူဖွေးနေတဲ့အသားရည်ကတဖြည်းဖြည်းအညိုမဲရောင်ပြောင်းလဲလာခဲ့တယ်ပါးစပ်ဘေးနှစ်ဖက်မှာလည်းထက်မြက်တဲ့အဆွဲကြီးတွေပေါက်ထွက်လာတယ်အဲ့ဒီအချိန်မှာစနစ်ရဲ့အတန်ထက်မှန်ထွက်ပေါ်လာခဲ့တယ်စနစ်မျိုးစိတ်တောဝက်ကို၄ချိန်650ကျင်းကိုခံအား30အားအင်90တောဝက်အဖြစ်စင်ကဲပြောင်းလဲပြီးနောက်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာ3မီတာနီးပါးအထိကြီးမားလာခဲ့တယ်ဒါကြောင့်တောအုပ်ရဲ့ပုံပုံနဲ့ဆိုင်တဲ့နေရာစီဆက်လက်ချီတက်သွားခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲအဝေးကနေဝန်ပလွေတွေရဲ့ဥတန်ကိုကြားလိုက်ရတယ်အစပိုင်းမှာတော့ရှောင်ထွက်ဖို့ပဲစဉ်းစားခဲ့တယ်ဒါပေမဲ့အခုချိန်ကျွန်တော်မှရှိတဲ့အင်အားကိုခန်းစားမိလိုက်တဲ့အခါတတိထားပြီးဥတန်လာရဘက်ကိုတိတ်တဆိတ်ချင်းကပ်သွားခဲ့တယ်အဲ့ဒီကိုရောက်သွားတော့ဝန်ပလွေအုပ်ကြီးတအုပ်ကဝက်ဝက်နဲ့နှစ်ကောင်ကိုဝိုင်းဝန်းတိုက်ခိုက်နေခဲ့တာကိုမြင်လိုက်ရတယ်